ဒီနေ့တော့နည်းနည်းတော့စိတ်တစားဆန်ပြီးရင်ထိတ်နဲ့ကြည့်ရမယ်ဇလန်းလေးတစ်ပုဒ်အကြောင်းပြောပြမယ်ဇလန်းနာမည်က An Affair to Die For နာမည်အတိုင်းပဲအသေးအလဲဖောက်ပြန်မိချင်းပေါ့ဟာဇလန်းအစောမှာ Holly ဆိုတဲ့အမျိုးသမီးကြီးတစ်ယောက်ရှိတယ်သူကတက္ကသိုလ် professor အသက်40ကျော်ပေါ့တနေ့တော့ Colorado မှာပွဲတစ်ခုတက်ဖို့ရှိတယ်ဆိုပြီးသူ့ယောက်ျား Russell ကိုလိန်ပြီးထွက်လာခဲ့တယ်တကယ်တော့သူကအလုပ်ကိစ္စသွားတာမဟုတ်ဘူးသူ့တပည့်ဟောင်းလဲချစ်အခုလက်ရှိရီးစားလဲဖြစ်တဲ့ Everett နဲ့ hotel မှာချင်းတွေ့ဖို့တွားတာ hotel ရောက်တော့ Everett ကသူ့အတွက်အံ့ဩစရာတွေပြင်ထားတယ်ဆိုပြီးစာတိုလေးတွေထားခဲ့တယ်အဝတ်အစားတွေရဲ့လက်ထိပ်ရဲ့မျက်လုံးစည်းဖို့ပေါ်ဝါရဲ့ပေါ့ Holly ကလည်းဒါတွေကသူ့ရီးစားလုပ်ပေးထားတာဆိုပြီးစိတ်လှရှားစွာနဲ့ကတင်တိုင်မှာကိုယ့်လက်ကိုလက်ထိပ်ခတ်မျက်လုံးစည်းပြီးစောင့်နေတာပေါ့ခဏနေတော့လူတစ်ယောက်အခန်းထဲဝင်လာပြီးသူ့ကိုအတင်းအဓမ္မကြမ်းတမ်းဆက်ဆံတော့တာပဲHolly ကသူ့ကြီးစား Everett ထင်းနီအစမှငြိမ်နေပေမဲ့နောက်တော့အရန်နာလာလို့တောင်းပန်တာတော့မရက်ဘူးအဲ့ဒီလူအခန်းပြင်ထွက်သွားမှအမှန်တရားကပေါ်လာတာအဲ့ဒီလူက Everett မဟုတ်ဘူးသူ့ယောက်ျား Russell ချစ်နေတာ Russell ကအစကတည်းကအကုန်သိနေတာလေသူက Everett ကိုလည်းအခန်းပြင်မှာဖမ်းထားပြီးမင်းငါခိုင်းတာမလို့နေမင်းမိန်းမနဲ့ကလေးကိုတတ်ပစ်လေဆိုပြီးချင်းချောက်ထားတာအဲ့ဒီမှာနဲ့ဇလန်းကရှုပ်လာတော့တာပဲRussell ကဒီနှစ်ယောက်ကိုတခန်းတင်မှာပိတ်လောင်ထားပြီးစိတ်ကစားတော့တာ Holly ကိုတော့ Everett ကလူသတ်သမားအရင်ကမိန်းကလေးတွေကိုပါတတ်ခဲ့တာလို့ပြောပြီးတွေးခွဲတယ် Everett ကိုကြတော့မင်း Holly ကိုအခန်းထဲကထွက်မခံနဲ့ထွက်ရင်မင်းမိန်းမတေမယ်လို့ပြောတယ်တယောက်နဲ့တယောက်မယုံတင်ကားရီဖြစ်တယောက်ကိုတယောက်စေးခတ်ဖို့စ조사ကြရဲ့နဲ့အခြေအနေတွေကတင်းမာလာတယ်နောက်ဆုံးကြတော့ Holly က Everett ကိုမတော်တဆဓာတ်နဲ့ထိုးမိပြီး Everett တေသွားရောဒါပေမဲ့ဇက်ရှင်ကဒီမာတယ်မပြီးသေးဘူးဒီကစားပွဲကြီးရဲ့နောက်ွယ်ကတကယ်လက်သေးတရကန်က Russell တယောက်တည်းမဟုတ်ဘူး Russell ရဲ့ရှာကိုဖြတ်ပြီးကလထိုင်မှာချီညောင်ထားတာကို Holly တွေးလိုက်ရတယ်နောက်ဆုံး hotel အခန်း973ကိုတွားကြည့်လိုက်တော့မှဟိုမှာ Everett ရဲ့မိန်းမလူဒီယာကိုတွေ့လိုက်ရတာတကယ်တော့ဒီအစီအစဉ်တစ်ခုလုံးကလူဒီယာစီစဉ်ထားတာသူ့ယောက်ျား Everett ကဖောက်ပြန်တတ်တဲ့လူဆိုတာသူသိတယ်ဒါကြောင့် Russell နဲ့ပေါင်းပြီးဒီကလဲစားကြီးပွဲကြီးကိုလွတ်ခဲ့တာဒါပေမဲ့လူဒီယာကပိုရက်ဆက်တယ်သူက Russell ကိုလည်းတွတ်လိုက်တယ် Everett လည်းတေးပြီးဆိုတော့အဖြစ်အားလုံးကို Holly အပေါ်ပုံချဖို့လုပ်ထားတာတက်သေးတွေဖြစ်တယ်လက်ဖွေတွေ CCTV မှတ်တမ်းတွေကိုပါသူကဖျက်ဆီးဖြစ်လိုက်တယ် Holly ကလည်းစိတ်တွေလွတ်သွားပြီးလူဒီယာကိုပန်းအိုးနဲ့ရိုက်တက်မိလိုက်ပြန်တော့ဇက်သေးမှာတော့ Holly ဟာအလောင်းတွေထဲမှာကြောင်တောင်ကြီးကြံနေပြီးလုံခြုံရေးတွေအခန်းထဲကိုစီးနှင်းဝင်လာတာကိုပဲဇက်လန်ကပြီးသွားပါတော့တယ်တကွတ်မားရင်အကုန်မားသွားနိုင်တဲ့ဖောက်ပြန်မှုရဲ့နောက်ဆက်တွဲရလာကတော့တကယ့်ကို crowd စရာကောင်းလာပါတယ်နော်